မင်္ဂလာပါကြည်ရဒီနေ့ဒီ Excel for accounting စာအုပ်လေးတွေကနေပြီးတော့မှဒီ double entry တွေတွဲတဲ့အခါကြလို့ရှိရင်မှားတဲ့အမှားလေးတွေကို video sharing လေးလုပ်ပေးသွားကြပါတယ်အဲ့တော့ကြည်ရတို့တွေကဒီ accounting မှာစာရင်းတွေတွဲတဲ့အခါကြလို့ရှိရင် double entry တွဲတဲ့အခါမှာမှားတဲ့အမှားလေးတွေရှိတယ်ဘယ်လိုအခြေအနေမှာမှားတတ်တာလဲဆိုလို့ရှိရင်အဓိက main အနေနဲ့ကတော့၅ချက်လောက်ရှိပါတယ်ပထမဆုံးတစ်ချက်ကကြတော့ double entry မညီတဲ့ပြဿနာမှာdouble entry မညီတဲ့ပြဿနာဆိုတာကကြတော့ debit ဘက်မှာနှစ်ခါသွင်းမိတာမျိုးတွေ credit ဘက်မှာနှစ်ခါသွင်းမိတာမျိုးတွေ site တစ် site ထဲမှာပေါ့နော် site တစ် site ထဲမှာနှစ်ခါသွင်းမိတဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်း double entry မညီတတ်ဘူးပြီးရင်နောက်တစ်ခုကကြတော့ဒီ debit site ဘက်မှာထည့်ပြီးတော့မှ credit site ဘက်မှာမထည့်လိုက်မိတဲ့အခါမျိုးတွေဒါမှမဟုတ်ရင် credit site ဘက်မှာထည့်ပြီးတော့မှ debit site ဘက်မှာကျန်ခဲ့တဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်း double entry မညီတတ်ပါဘူးဆိုင်မားတယ်ဆိုရင်တော့ညီတတ်တယ်ပို့ပြီးတော့ထည့်လိုက်မိတာတစ်ဖက် site ထဲမှာပဲနှစ်ခုစလုံးထည့်လိုက်မိတာသို့မဟုတ်တစ်ဖက် site ထဲမှာပဲတစ်ခုပဲထည့်လိုက်မိတဲ့အခါမျိုးတွေဆိုလို့ရှိရင်တော့ double entry မညီတတ်ဘူးပြီးရင်နောက်တစ်ခုကဒုတိယတစ်ချက်ကကြတော့ personal account နဲ့ business account နဲ့မှားပြီးတော့သွင်းမိတာဥပမာ channel account ထဲမှာက personal account တွေလည်းသွင်းထားတယ် business account တွေလည်းသွင်းထားတယ် business အသုံးပေါ့နော် account ဆိုတာတဲ့ business အသုံးပေါ့ business အတွက်သုံးလိုက်တဲ့အသုံးရယ်ပြီးရင် personal အတွက်သုံးလိုက်တဲ့အသုံးရယ်ပေါ့အဲ့ဒီနေရာမှာ personal အသုံးထည့်ရမယ့်နေရာမှာ personal အသုံးမထည့်ဘဲနဲ့ business အသုံးမှားပြီးတော့ထည့်လိုက်မိတာ business အသုံးထည့်ရမယ့်နေရာမှာ personal အသုံးထည့်လိုက်မိတာအဲ့လိုအခါမျိုးတွေမှာဆိုလို့ရှိရင်လည်း double entry မှာတတ်ပါတယ် business အသုံးနဲ့ personal အသုံးဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ကြည်ရတို့တွေ personal အသုံးဆိုတာကကြတော့လုပ်ငန်းရှင်ကသူ့ရဲ့ကိုယ်ရေးကူတာကိစ္စအတွက်သုံးတဲ့အသုံးတွေပေါ့အဲ့ဒါဆိုရင်ကြည်ရတို့တွေက capital အောက်က drawing ကိုစာရင်းသွင်းရတယ်လीနော်ဟိုကကြတော့ business အသုံးကကြတော့ဒီလုပ်ငန်းလည်ပတ်တဲ့အချိန်မှာသုံးရတာဖြစ်တဲ့အတွက်ကြောင့်သူကတော့ expense ရဲ့အောက်ကစာရင်းနေနဲ့သွင်းရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အသုံးချင်းတူတူပဲဆိုပြီးတော့မှားပြီးတော့သွင်းလိုက်မိတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်း double entry မှားတတ်ပါတယ်ဒါဒုတိယတစ်ချက်ပေါ့တတိယတစ်ချက်ကကြတော့ဘယ်လိုအခြေအနေမှာမှားတတ်လဲဆိုလို့ရှိရင်ပေါချာမရှိတာတွေ document မရှိတာတွေပေါ့နော်ပေါချာမရှိတာတွေစာရွက်စာတမ်းတွေမရှိတဲ့အတွက်ကြောင့်မလို့စာရင်းမသွင်းလိုက်မိတာဒါမှမဟုတ်လို့ရှိရင်ပေါချာယူလာတဲ့အချိန်မှာပေါချာမှာပေးထားတဲ့စာရင်းနဲ့ကိုသွင်းလိုက်တဲ့စာရင်းနဲ့မကိုက်ညီတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်း double entry စာရင်းတွေမှာတတ်ပါတယ်ပြီးရင်တော့နောက်တစ်ချက်ကကြတော့ကြည်ပါဘယ်ဟာလေးလဲဆိုလို့ရှိရင်တစ်ချက်ဖတ်ဆောင်လေးတွေကိုကြည့်လိုက်မယ်နော်နောက်တစ်ခုကကြတော့ဗာလေးလဲဆိုလို့ရှိရင်သက်ဆိုင်ရာအကောင့်တွေမှားပြီးတော့ရွေးချယ်မိတဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်းကြည်ရတို့တွေက double entry မှားတတ်တယ်နောက်ဆုံးတစ်ခုကကြတော့ခြားလေးကလည်းမိသွားကိုမှားနေတဲ့ entry တွေပေါ့နော်မှားနေတဲ့ entry တွေကိုမဖြတ်ဘဲနဲ့ထက်ခါသွင်းမိတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်း double entry စာရင်းတွေကမှားတတ်ပါတယ်အဲ့တော့ကိုက accountant တယောက်ဖြစ်တယ်ဒါမှမဟုတ် accountant career ကိုသွားနေတယ်ဒါမှမဟုတ်ရင်ကိုကဒီ accountant career နဲ့တမွေးအကြောင်းပြုတော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးမမှားတဲ့အချက်ကတော့ double entry မမှားဖို့ပါ double entry မှားပြီဆိုလို့ရှိရင် try မှားပါမယ် try မှားပြီဆိုလို့ရှိရင်ကြည်ရတို့တွေdouble entry မှားပြီဆိုရင်လေကြာမှားမယ်လေကြာမှားရင် try မှားမယ် try မှားပြီဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာချုပ်တဲ့ financial statement တွေညီမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကြည်ရတို့တွေ double entry ကိုလုံးဝဘတ်တွေ site တွေမှားလို့မရပါဘူးဒါကြောင့်ဒီဗီဒီယိုလေးကို sharing လုပ်ပေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ကြည်ရတို့ဒီ accounting ကိုအနေနဲ့ကအပြင်ထဲမှာလာပြီးတော့မှတက်ချင်တယ်လုပ်ငန်းတစ်ခုမှရှိနေတဲ့စာရင်းတွေကို Excel နဲ့လည်းသုံးတတ်ချင်တယ်စာရင်းချုပ်တာတွေအနှစ်ချုပ်လားချုပ်အထိလည်းကိုကဆွဲတတ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆွဲတတ်ချင်တယ်ဆိုလို့ရှိရင်မန္တလေးရဆိုလို့ရှိရင်ကြည်ရတို့ရဲ့တင်နန်းမှာတယောက်ချင်းစီအတက်တင်စနစ်နဲ့လာပြီးတော့တက်လို့ရတယ်အဲ့လိုမဟုတ်ဘူးကိုကတခြားနယ်ကသို့မဟုတ်ရန်ကုန်မြို့ကသို့မဟုတ်နိုင်ငံခြားကနေပြီးတော့ဆိုလို့ရှိရင်လည်း online ကနေပြီးတော့မှတက်လို့ရတယ် online သင်ကြားမှုကလည်းအပြင်သင်ကြားမှုလိုပဲကြည်ရကိုယ်တိုင်သင်ကြားပေးထားတာအဲ့တော့သင်ခန်းစာတစ်ခုချင်းစီမှာသိချာလေးစနစ်တကျသင်ပေးထားတယ်လုံးဝကိုမေးစရာမလိုအောင်ထိစနစ်တကျသင်ပေးထားတယ်အဲ့တော့တကယ်လို့မေးမြန်းစရာရှိရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တော့စာရီလေ့လာနေရင်းနဲ့မှအဆင်မပြေတာတွေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှမေးချင်တာတွေရှိတာတွေလေ့ကျင့်ခန်းထပ်တာတွေကိုကြတော့ကြည်ရတို့တွေကဘယ်လိုစီစဉ်ပေးထားလဲဆိုလို့ရှိရင် Telegram group
Viber group Facebook group ကနေပြီးတော့မှစာတွေကိုမေးလို့ရအောင်စီစဉ်ပေးထားတယ်ကြည်ပြရဲ့ private group ကနေလည်း private account ကနေလည်းမေးလို့ရတယ်စာတွေထပ်တာကတော့လေ့ကျင့်ခန်းထပ်မှသင်တန်းစဉ်လက်မှတ်ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သင်ခန်းစာတွေကိုထပ်ဖို့အတွက်ကတော့ Telegram Viber ပြီးရင် mail ကနေပြီးတော့မှထပ်လို့ရအောင်စီစဉ်ပေးထားပါတယ်အဲ့တော့သင်တန်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တယ်ကိုကလည်းဒီ accounting နဲ့ပတ်သက်ပြီးတော့မှ skill level တစ်ခုကိုတက်ချင်တယ်ဆိုလို့ရှိရင်เนาะကျမတို့ရဲ့သင်တန်းလာရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်